ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှာတရားဒေသနာတော်များဟောကြားခြင်းပေးသနာတော်မူပါယံဘုရားလေးတော်ခြေတော်သောဥခိုက်၍ယုံသေးစွာလျှောက်ထားအပ်ပါသည်ဗျာအကြောင်းစုံမှအကောင်းဆုံးကြီးတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှေ့ဖုံးတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယအများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေးအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာတဲ့ခြေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝယ်ငါးသွဲအစုအလုံးခဲရင်သောမူရောကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြုတ်ကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပမန်းခြင်းတို့ကတောဘဝဒါနံကျိဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများယဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒသနာဒသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအကြောင်းစုံမှအကောင်းဆုံးမည်လောကလူတွေကအကောင်းဆိုလို့ရှိရင်စုံအောင်ကြိုက်ကြတယ်သို့တော့အကောင်းဆုံးကိုရစေနိုင်တဲ့အကြောင်းဆုံးကိုလုပ်ဖို့ရကြတော့မလုပ်ဖဲရှိနေတတ်တယ်အကောင်းအစုံကြိုက်မယ်ဆိုလို့ရှိရင်ထိုအကောင်းကိုရခြင်းအကြောင်းတရားအစုံပြုလုပ်ဖို့လိုအပ်တယ်လို့ဒါလေးကိုမှတ်ထားဖို့နော်အကြောင်းစုံမှအကောင်းစုံမည်ကုသိုလ်ဆိုတဲ့အကြောင်းတရားလုပ်တဲ့အခါမှာအစုံလုပ်ရအကျဉ်းအပြင်ပြောရမယ်ဆိုရင်ဒါနဆိုတာလည်းလုပ်ရမှာပဲသီလဆိုတာလည်းလုပ်ရမှာပဲဘာဝနာဆိုတာလည်းလုပ်ရမှာဟုတ်ကဲ့လားဘယ်သူပြောတာမှနားမယောင်နဲ့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကဒါနလည်းလှုပ်တဲ့လှုပ်ထိုက်တဲ့တရားလို့ဟောထားတယ်သီလကလည်းစောင့်ရမယ့်တရားဘာဝနာလည်းအထောက်ရမယ့်တရားလို့တချို့ကပြောတတ်ကြတယ်နိဗ္ဗာန်ရဖို့အတွက်ဝိပဿနာတရားအထောက်ရင်ပြီးရောဒါနလှုပ်เสียမလိုဘူးလို့ဒီလိုပြောတာမျိုးတွေကြတော့သွားနားမယောင်မှုအရေးကြီးတယ်နော်ဒါနဆိုတာဒါနရဲ့အကျိုးဘုန်းကြီးတို့ငယ်ငယ်တုန်းကတည်းကဟောတယ်ပြောတယ်နေကြားခဲ့တယ်ဒါနကတန်တရားရှိတယ်တကယ်တော့တန်တရားရှိစေတတ်တဲ့တရားလို့မြတ်စွာဘုရားဟောထားတဲ့ဟာက
တဏှာရဲ့မာနရဲ့ဒိဋ္ဌိရဲ့တဏှာဆိုတဲ့တွေ့တာမှုမာနလို့ဆိုတဲ့အထင်ကြီးမှုဒိဋ္ဌိလို့ဆိုတဲ့မှားယွင်းတဲ့အမြင်ရှိမှုအဲ့ဒီတရား၃ခုကသာလေတန်တရားကိုချဲ့ထွင်တတ်တဲ့ပပ္ပင်္စတရားလို့ဘုရားဟောတာဒါနကိုတန်တရားချဲ့တဲ့တရားလို့မဟောပါဘူးဘယ်တရားမှဘယ်တုတ်တံမှမြတ်စွာဘုရားဟောထားတာမရှိဘူးအေးဒါနလုပ်တဲ့အခါမှာတဏှာပါရင်တော့တန်တရားကျဲမှာပဲเนาะအဲ့ဒါတန်တရားကျဲသွားတာဒါနကြောင့်ကျဲတာလားတဏှာကြောင့်ကျဲတာလားအဲ့ဒါကိုကွဲကွဲပြားပြားသိဖို့လိုတယ်မြတ်စွာဘုရားတရားဟောထားတဲ့တည်းပဲဒါနဆိုတာလဲလုံးသိလုံးထိုက်တယ်သီလဆိုတာလဲစောင့်တည်ရမှာဖြစ်တယ်ဘာဝနာဆိုတဲ့နေရာမှာလည်းပဲမြတ်စွာဘုရားဟောထားတဲ့ဘာဝနာ2မျိုးတဲ့သမထဘာဝနာဝိပဿနာဘာဝနာဒီတချို့ကဝိပဿနာသာအထောက်ရမယ်သမထအမထောက်ရဘူးလို့ပြောတာရှိသေးတယ်မြတ်စွာဘုရားကအဲ့လိုမဟောပါဘူးသမထလည်းကျင့်ရမှာပဲဝိပဿနာလည်းကျင့်ရမှာပဲသူ့အကြောင်းနဲ့သူ့အကျိုးဟုတ်ကဲ့လားအကြောင်းစုံမှအကောင်းဆုံးနဲ့ဖျားဖြစ်ဖို့တောင်မှပါရမီတွေဖြည့်တဲ့အခါကျတော့ပါရမီ10ပါးမဟုတ်လားပါရမီတစ်ပါးတည်းဖြည့်ပြီးတော့ဖျားဖြစ်တယ်ဆိုတာမရှိဘူးကြည့်မြတ်စွာဘုရားဒါနဆိုတဲ့ပါရမီကိုရွှေဥစွာရွေးချယ်ပြီးတော့ဖြည့်တယ်ဘာဖြစ်လို့တခြားပါရမီတွေနဲ့စာရင်ဒါနပါရမီဟာလွယ်ကူတယ်လို့ပြောရအလွယ်ကစတာအလုပ်တစ်ခုလုပ်တဲ့အခါမှာအလွယ်ကစရမှာလားအခက်ကစရမှာလားဆိုလွယ်တာကစရတယ်တဖြည်းဖြည်းမှတိုးချဲ့ပြီးတော့သွားရတယ်ဒါကြောင့်မို့လို့ဘုရားလောင်းတွေဟာရှေးဥစွာဒါနပါရမီကိုဖြည့်တာဒါနပါရမီဖြည့်တာတောင်မှ3ဆင့်ခွဲပြီးတော့ဖြည့်တယ်ပထမအဆင့်အနေနဲ့မိမိပိုင်ဆိုင်တဲ့ပြင်ပပစ္စည်းဝတ္ထုတွေကိုလှူတယ်အဲ့ဒါအလေးချင်းရလာပြီဆိုတဲ့အခါကျတော့အတွင်းအစ္ဆဒလို့ဆိုတဲ့ခန္ဓာကိုယ်နဲ့ဆက်ဆက်နေတဲ့ခြေလက်အင်္ဂါသွေးခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေကိုလှူတယ်အဲ့ဒါကိုလှူနိုင်ပြီဆိုတဲ့အခါကျတော့မှအလေးချင်းရပြီဆိုတော့မှနောက်ဆုံးမှကိုယ်အသက်တောင်မှပဲလှူတယ်ဆိုတာဖြစ်လာတာเนาะဒါနလှုပ်တာတောင်မှ3ဆင့်ခွဲပြီးတော့လုပ်ရတယ်ပြင်ဘက်ကပစ္စည်းပေးတာဟာလွယ်တယ်အတွင်းကပစ္စည်းပေးဖို့ခက်တယ်ဟုတ်ကဲ့လားနောက်ဆုံးအသက်ကိုပေးလူဖို့ဆိုတာမခက်ပေဘူးလားအေးသီလစောင့်တည်တဲ့အခါမှာလည်းဒီလိုပဲဘုရားလောင်းတော်ကြီးဟာဒါနကိုဖြစ်ခြင်းပြီးတဲ့အခါသီလကိုလည်းပြည့်ပြည့်စုံစုံဖြစ်ခြင်းနဲ့သီလစောင့်တည်တဲ့အခါမှာလည်းပဲအဆင့်3ဆင့်နဲ့သီလစောင့်တည်တယ်ပြင်ပပစ္စည်းတွေအပြည့်အစည်းခံပြီးတော့သီလကိုထိန်းတယ်ကိုယ်လက်ခြေအင်္ဂါအပြည့်စည်းခံပြီးတော့သီလကိုထိန်းတယ်ဒုတိယအဆင့်တတိယအဆင့်ရောက်တဲ့အခါကျတော့အသက်အသေးခံပြီးတော့ကိုယ်ကျင့်တရားကိုထိန်းသိမ်းဆောင်ရှောက်တယ်တဲ့အဆင့်30နဲ့ဒါကိုပဲပထမကျင့်တာကိုပါရမီလို့ခေါ်တယ်ဒုတိယအဆင့်ကိုတော့ဥပပါရမီလို့ခေါ်တယ်တတိယအဆင့်ကျတော့ပရမတ္ထပါရမီလို့ခေါ်တာပါရမီ10ပါးအပြား30ဆိုတာအဲ့ဒါပြောတာပါရမီ10ပါးတစ်ခုစီတစ်ခုစီ3မျိုးစီ3မျိုးစီ3ဆင့်3ဆင့်ဖြစ်ခြင်းမှသာလင်ဖျားဆိုတာဖြစ်နိုင်တယ်ဖျားဖြစ်ပြီဆိုလို့ရှိရင်အကောင်းတွေစုံမသွားဘူးလားဘာဖြစ်လို့အကောင်းစုံလို့ဆိုရင်အကြောင်းတွေစုံလို့ပဲတဲ့ဟုတ်ကဲ့လားဘုန်းကြီးတို့တွေလည်းကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဟိုကုသိုလ်ဖြင့်လုပ်ဖို့မလိုဘူးဒီကုသိုလ်ဖြင့်လုပ်ဖို့မလိုဘူးလို့တွက်နေဖို့လိုသေးရဲ့လားကောင်းတာတွေအကုန်ရခြင်းတော့အကုန်လုံးရမှာပဲအကြမ်းမြင်လေးပဲစဉ်းစားကြည့်နိဗ္ဗာန်ရောက်ဖို့ကတော့အကြောင်းတရားတွေကြီးပဲဆိုပါစို့ဒါနဆိုတာလုပ်ဖို့မလိုဘူးကမ္မထဘာဝနာအားထုတ်လို့ရှိရင်နိဗ္ဗာန်ရောက်တယ်မဟုတ်ဘူးလားဆိုဟုတ်တယ်ဒီဘဝနဲ့နိဗ္ဗာန်ရောက်သွားရင်တော့ပြီးတာပေါ့နော်အကယ်၍ဆိုပါစို့ဒါနမလုပ်ဖဲနဲ့
ဝိပဿနာတစ်ခုတည်းနဲ့အားထုတ်မယ်နိဗ္ဗာန်မရောက်သေးဘူးဆိုလို့ရှိရင်ဒါနမပါသည့်အတွက်ကြောင့်ဖြစ်လျက်ဘဝမှာရှားရှားပါပါဘဝမှာရောက်မှာပဲအဲ့ဒါတန်တရားထဲမှာလဲနေသေးလို့ရှိရင်ဒါနမပါတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်လဲလို့ဆိုရင်ဆင်းရဲမွဲတေတဲ့အနေအထားမျိုးကိုရောက်နေမှာအဲ့တော့လူတိုင်းမေးကြည့်မင်းဆင်းရဲသားဘဝမှာဆင်းရဲတဲ့အမျိုးမှာလူဖြစ်ချင်သလားလို့မေးရင်ဘယ်လိုဖြေကြမလို့ဖြစ်ချင်ဘူးအကယ်၍သာဒါနကိုညှင်းပယ်ပြီးတော့ဒါနမလုပ်ဘူးဆိုရင်အဲ့ဒါလိုဖြစ်မှာသိကြတယ်သီလမကျင့်ဘဲနဲ့လည်းကောင်းရသူဂတိရောက်ဖို့ဆိုတာမရှိဘူးဘာဝနာအားမထုတ်ဖဲနဲ့လည်းပဲတရားဓမ္မကိုနားလည်နိုင်စွမ်းအသိပညာဆိုတာမရှိနိုင်ဘူးတဲ့အဲ့တော့ဒါနလုပ်မှဘဝတန်တရားမှာဖြစ်ရဘဝမှာဒါနရဲ့အကျိုးရချမ်းသာဒုက္ခရမယ်သီလဆောက်တည်မှကောင်းရသူဂတိရောက်မယ်အသက်ရှင်မယ်ဘာဝနာတရားအထုံးမှသာလဲအသိဉာဏ်ရှိပြီးတော့မဲ့ဖို့နိဗ္ဗာန်ကိုရနိုင်တယ်ဆိုတော့အကြောင်းစုံမှအကောင်းဆုံးတော့မပေါ်ခုနဘုရားအလောင်းတော်တွေဟာပါရမီဖြည့်တဲ့အခါပါရမီ10ပါးတဲ့အလုံးသိကြတဲ့အတိုင်းဒါနပါရမီတဲ့သီလပါရမီဒါတွေနဲ့ပြည့်စုံမလားဆိုပြည့်စုံသေးဘူးနိက္ခမ္မပါရမီဆိုတာနိက္ခမ္မပါရမီဆိုတာကိုယ့်ရဲ့စည်းစိမ်ချမ်းသာတွေကိုစွန့်ပြီးတော့လုပ်နေရတယ်စွန့်ခွာတဲ့အကျင့်ပဲအကယ်၍ဘုရားအလောင်းတော်ကြီးဟာပါရမီမဖြည့်ခဲ့ဘူးဆိုလို့ရှိရင်တိဋ္ဌထမင်းသားဘဝရောက်တဲ့အခါရတောရယာနဲ့သားတော်လေးရာဟုလာနဲ့ရွှေနန်းစည်းစိမ်ကြီးကိုစွန့်ခွာနိုင်မှာမလားမခွာနိုင်ဘူးအလေးချင်းလှုပ်ထားခဲ့လို့စွန့်ခွာနိုင်တာတမန်ပုဂ္ဂိုလ်တွေဒီလိုစည်းစိမ်ချမ်းသာခွာဖို့မပြောနဲ့အိမ်ကတရက်နှစ်ရက်ခွာဖို့ကိုခက်တယ်မခက်ဘူးလားအမတန်မှခက်တယ်ဟောအလေးချင်းဆိုတာလှုပ်ထားပညာပါရမီဆိုတာလည်းရှိမှဘဝဆက်ပေါင်းများစွာပညာပါရမီကိုဖြည့်ဆည်းခဲ့ရတယ်ပညာပါရမီမဖြည့်ဆည်းခဲ့ပဲနဲ့သဗ္ဗညုတဉာဏ်တော်ကြီးကိုရနိုင်မှာမဟုတ်ဘူးတဲ့အကုန်လုံးဖြည့်ရဝီရိယပါရမီအကယ်၍ဝီရိယပါရမီကိုမဖြည့်ခဲ့ဘူးဆိုလို့ရှိရင်ဘုရားအလောင်းတော်ဟာလူပြင်းမဲ့ဖြစ်နေမှာပေါ့6နှစ်ပတ်လုံးဒုက္ခရစရိယအပြင်းထန်ကျင့်နိုင်မှာမလားမကျင့်နိုင်ဘူးဝီရိယပါရမီဖြည့်ခြင်းခဲ့တဲ့စွမ်းအားတွေကြောင့်သက်စွန့်ကြိုးပမ်းအထောက်မှုဆိုတာဖြစ်လာတာတဲ့ခန္တီပါရမီတိခဏ်ခြင်းဆိုတဲ့ခန္တီပါရမီမဖြည့်နိုင်လို့ရှိရင်အစာဆင်းရဲအနေဆင်းရဲဆန့်ကျင်မဲ့ပြောတဲ့ပုဂ္ဂိုလ်ရဲ့စကားတွေယာတိဥရုဓာန်တွေဒါတွေခံနိုင်မှာမလားအေးအဲ့ဒါတွေခံနိုင်စွမ်းရှိအောင်ခန္တီပါရမီဆိုတာဖြည့်ရတာအဲ့ဒါလို့ဖြည့်မှတုံးတိုက်ကြားကြိုက်ဆိုတာမျိုးခန္ဓာရည်တွေရှိလာပြီးတော့ကိုလုပ်တဲ့လုပ်ငန်းတစ်ခုဟာမအောင်မမြင်မချင်းကြိုးပမ်းအထောက်မှုသစ္စာပါရမီတဲ့မှန်ကန်မှုပေါ်မှာယက်တည်တယ်ပြောထားတဲ့စကားဘယ်တော့မှမတိမ်ဘူးအဲ့ဒါလို့သစ္စာပါရမီမဖြည့်ဘဲနဲ့အများရဲ့ယုံကြည်မှုကိုခံရပါမလားမြတ်စွာဘုရားအများရဲ့ယုံကြည်လေးစားမှုကိုခံရတယ်တဲ့သစ္စာပါရမီဖြည့်ခဲ့မေတ္တာပါရမီမဖြည့်ဘဲနဲ့အများရဲ့မေတ္တာရနိုင်မှာမလားမရနိုင်ဘူးအများရဲ့မေတ္တာကိုရကြလို့ရှင်မေတ္တာပါရမီဖြည့်မှာတတ္တဝါတွေကကိုယ့်ပေါ်မှာချီးမွမ်းတာပဲဖြစ်ဖြစ်ကဲ့ရဲ့ရှုတ်ချတာပဲဖြစ်ဖြစ်သူတို့လုပ်သမျှအပြုအမူတွေပေါ်မှာစိတ်ငြိမ်နေတက်ထားနိုင်တဲ့ဥပေက္ခပါရမီစိတ်ဟာပြောင်းလဲမှုမရှိဘဲနဲ့တည်ငြိမ်စွာထားနိုင်တာဥပေက္ခပါရမီရဲ့စွမ်းအားကြောင့်ထားနိုင်တာတဲ့ဥပေက္ခပါရမီမရှိဘဲနဲ့စိတ်ဓာတ်ချမ်းခိုင်မှုဆိုတာမရနိုင်ဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟာဘုရားဖြစ်လာတဲ့ဘဝဟာဂုဏ်ကြီးတွေပြည့်စုံနေလောက်အောင်ဟာဘာလို့လို့တော့ဆိုရင်အကြောင်းစုံခဲ့လို့အကောင်းဆုံးတာလို့ပြောရမယ်
အကယ်၍သာအကြောင်းမစုံခဲ့ဘူးဆိုရင်ဒီအည်ချင်းကောင်းတွေဟာပြည့်စုံပါမလားမပြည့်စုံဘူးတဲ့ဒါကြောင့်မို့လို့ဒါနတန်တရားရှိတယ်ဒါနလုပ်ဖို့မလိုဘူးလို့ဆိုရင်ဒါအကြောင်းတစ်ခုချို့တဲ့သွားပြီအကြောင်းမစုံဘူးအကြောင်းမစုံရင်အကောင်းမစုံဖြစ်လိမ့်မယ်ဒီအတွေးခေါ်ကခုမှရှိတာမဟုတ်ဘူးကတ္တဗမြတ်စွာဘုရားလက်ထက်တော်ကယဟန်တော်နှစ်ပါးတငယ်ချင်းယဟန်တော်နှစ်ပါးတစ်ပါးကဒါနဆိုတာလုပ်တဲ့နဲ့ဘုန်းကြီးယဟန်ပဲဖြစ်စေရလာတာခွဲဝေပြီးတော့သုံးတဲ့နဲ့လှူတဲ့နဲ့တန်းတဲ့နဲ့ဟိုတစ်ပါးကတော့ဟာဘုန်းကြီးဝတ်လာမှာတရားအထုတ်ဖို့ကအဓိကဘာမှလှူเสียမလိုဘူးကိုယ်လည်းအလှူခံစားတဲ့ပုဂ္ဂိုလ်ပဲလှူเสียမလိုဘူးလို့တယူတန်ယူတဲ့ကိုယ်တော်ကတစ်ပါးတငယ်ချင်းနှစ်ပါးတစ်ပါးကလှူတယ်တစ်ပါးကမလှူအေးဒီနှစ်ပါးဟာဘဝတစ်ခုအဆုံးသတ်တဲ့အခါကျတော့သူတို့ရဲ့ကိုချင်းတီလာကြောင့်နတ်ပြည်ရောက်သွားကြတယ်ရောက်သွားတဲ့အခါမှာဒါနကောင်းမှုပြုတဲ့ယဟန်ကဒါနကောင်းမှုမပြုတဲ့ကိုတော်တဲ့အသက်ပိုးရှည်တယ်တဲ့အစင်းပိုလှတယ်ချမ်းသာဒုက္ခတွေပိုများတယ်ခွန်အားတွေပိုကြီးပြီးတော့အစိုးရမှုတွေလည်းပိုများလာတယ်အသိပညာတွေလည်းပိုထက်တယ်အစစအရာရာတာလွန်တယ်လို့ပြောတာဒါနလုပ်တဲ့ပုဂ္ဂိုလ်ကသူ့ရဲ့ပိုးတာလွန်တယ်နတ်ဖြစ်တဲ့ကဟိုပုဂ္ဂိုလ်ကအရာရာမှာနှိမ့်ကြအေးနတ်ဘဝကနေပြီးတော့သုတိသွားကြတဲ့အခါလူပြေရောက်လာကြတယ်ရောက်လာတဲ့အခါမှာတကယ်ချင်းနှစ်ဦးကလူဘဝမှာတူတူလာဖြစ်တယ်ဒါနကောင်းမှုပြုတဲ့ကိုယ်တော်ကသာဝတိပြည်ပသိနေရီကောသလမင်းကြီးရဲ့မိဖုရားတစ်ပါးမှာလာပြီးတော့မင်းသားအဖြစ်လာဖြစ်တယ်ဒါနကောင်းမှုမပြုတဲ့ပုဂ္ဂိုလ်ကအဲ့ဒီမင်းသားကိုထိန်းရမယ်အထိန်းတော်ရဲ့သားလာဖြစ်တယ်ဘယ်သူကမြင့်နော်မင်းသားကမြင့်တယ်ဟုတ်ကဲ့လားဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကမြင့်တယ်ဟိုပုဂ္ဂိုလ်ကနှိမ့်ကြတနေ့တည်းတစ်ချိန်တည်းမွေးလာတယ်မင်းသားလေးတော့ရာဇပလင်မော်တင်ထီးပြူကလေးနဲ့ကောင်းမေ့ဆိုတဲ့အဝတ်အစားနုနုညံ့ညံ့နေတယ်အပေါ်ကထီးပြူလေးအုပ်ပြီးတော့မင်းသားလေးကိုတော့ရာဇပလင်မော်မှာတလွန်မော်ရွှေတလွန်မော်မှာတိတ်တယ်အထိန်တော်သားတော့အဲ့ဒီမင်းသားလေးဘေးနာကတစ်ဖက်ကလည်းမင်းသားလေးကိုထိန်းရမှာဆိုတော့သူ့အမေကသူ့ရဲ့အောက်ချမ်းပြင်ပေါ်မှာတာမန်အဝတ်နွမ်းလေးတွေခင်းပြီးတော့တိတ်တယ်တဲ့မကွာချဘူးလားအဲ့ဒီအချိန်မှာဘယ်သူမှသူတို့အနာနာမရှိတဲ့အချိန်မင်းသားကလေးကကလေးငယ်လေးပေါက်စလေးမထနိုင်သေးဘူးတတိလေးဝင်ပြီးတော့မျက်လုံးလေးနဲ့ဟိုကြည့်ဒီကြည့်ကစားကြည့်လိုက်တဲ့အခါသူ့အောက်နားမှာကလေးလေးတယောက်အိတ်နေတာတွေ့တယ်တွေ့တော့ဒါဘသူတုံးလို့ကြည့်လိုက်တဲ့အခါမှာသူအတိတ်ဘဝတွေကဘွားကနေပေါ်လာတယ်ဒါကိုဇာတိတ်တရလို့ခေါ်တယ်အတိတ်ကိုအမှတ်ရခြင်းပေါ့ဟုတ်ကဲ့လားခုခေတ်လဲလူဝင်စားတွေအတိတ်ကိုအမှတ်ရတဲ့လူတွေရှိတာပဲလေဇာတိတရဆိုတာဖြစ်ခဲ့တဲ့ဘဝတစ်ခုကိုပြန်မှတ်မိတာမှတ်မိတာဆိုတာဘုန်းကြီးတို့တွေမနစ်ကအကြောင်းအရာတွေအခုပြန်မမှတ်မိဘူးလားအေးမနစ်တုန်းကအကြောင်းအရာပြန်မှတ်မိတယ်လို့ဟိုဘဝကအကြောင်းအရာကိုလည်းပြန်မှတ်မိတတ်တယ်တဲ့မိတာတွေကတော့အများကြီးပေါ့နော်အဲ့ဒီမှာမျက်လုံးကလေးကစားပြီးတော့ကြည့်လိုက်တဲ့အခါသူ့နားမှာကလေးလေးတယောက်အိတ်နေတော့ဘသူလဲလို့ကြည့်လိုက်တော့ကတ္တဗဘုရားလက်ထက်တုန်းကတန်ငယ်ချင်းဖြစ်နေအဲ့ဒီကြတော့သူကလှမ်းပြီးတော့စကားပြောလိုက်တယ်တငယ်ချင်းမင်းငါစကားနားမထောင်ဘူးပေါ့ဆိုတော့အထိန်တော်ရဲ့သားအောက်ကအိတ်နေတဲ့ကလေးလေးကလည်းမျက်လုံးဖွင့်ပြီးအတန်ကြားတဲ့စီကြည့်လိုက်တော့သူကလည်းမှတ်မိသွားတယ်သူတငယ်ချင်းယဟန်ဆိုတာအဲ့တော့ဘာပြောတော့နားမထောင်တော့ဘာဖြစ်တုံးတဲ့ခေါင်းကတော့မာတယ်ဟုတ်ကဲ့ငါနားမထောင်တော့ဘာဖြစ်တုံးအေးလေမင်းနဲ့ငါနဲ့အစင်တန်းဘလောက်กว่าတော့တဲ့ငါကရာဇပလင်ပေါ်မှာအိပ်ရတယ်မင်းကငါအောက်မှာတမန်အဝနွမ်းလေးနဲ့မင်းငါအောက်ခြေမှာအိပ်နေရတယ်ဆိုတော့သူကကမ္မထမ်းသမားပြီးဘာပြောတော့ဆို
အောင်မဲ့ကွာတဲ့မင်းရာဇပလင်ကလည်းဓာတ်ကြီး၄ပါးပါပဲတဲ့ငါဟာလည်းဓာတ်ကြီး၄ပါးပါဓာတ်သမားကလည်းဓာတ်ထဲကကိုမထွက်ဘူးကျန်လားသူကကမ္မထမ်းသမားဆိုတော့ကမ္မထမ်းစကားပဲပြောလိုက်တာပေါ့အဲ့ဒီဇာလန်းဟာတကယ်ဖြစ်ပျက်ခဲ့တဲ့ဟာပဲဘုရားမြတ်စွာလက်ထက်တော်အခါကာလတော့သူတို့နှစ်ယောက်တည်းစကားပြောတာအဲ့ဒီအတန်းကိုအမှတ်တမဲ့နဲ့ဘယ်သူကြားလိုက်တုံးဆိုတော့ကောသလမင်းကြီးရဲ့သမီးတော်သူမနာဆိုတဲ့မင်းသမီးလေးကမောင်လေးဘယ်လိုများနေတုံးလို့လာပြီးတော့ကြည့်တဲ့အချိန်လေးမှာစကားပြောနေတာကိုကြားလို့တအံ့တော်မြတ်စွာဘုရားကိုသွားလျှောက်တယ်ဆိုတာရှိတယ်ဟုတ်ကဲ့လားသူလျှောက်တာကဒါနကောင်းမှုရှိသူနဲ့မရှိသူဘယ်လိုခြားနာတယ်လဲဆိုတဲ့မေခွန်းနဲ့မြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကခြားနာတဲ့အကြောင်းတွေကိုဟောပြတာဒါကြောင့်မို့လို့ဒါနကောင်းမှုဆိုတာလုံးเสียမလိုဘူးဆိုတဲ့စကားကိုကြားပြီးဒါနကတန်တရားရှိတယ်ဆိုတာကိုကြားပြီးတန်တရားရှိမှကြောက်လို့ဒါနကောင်းမှုမလုပ်တဲ့ပုဂ္ဂိုလ်ဟာဖြစ်လျာဘဝမှာဆင်းရဲမွဲတေပြီးတော့နှိမ့်ကြတဲ့ဘဝရောက်မှာပဲအကောင်းမဆုံးဘူးဆိုတာဖြစ်လိမ့်မယ်ဟုတ်ကဲ့လားဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုမှန်ရင်လှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုတွေအကုန်လုပ်ရမယ်ဒါကြောင့်မို့လို့ဒီကနေ့အကြောင်းစုံမှအကောင်းဆုံးပဲတဲ့ဒါလေးကိုယင်တဲ့နှလုံးထဲမှာမှတ်ထားဖို့လှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်မှန်သမျှအကုန်လုပ်ရမယ်မလုပ်ခဲ့လို့ရှိရင်နောက်ဘဝကျတော့ကိုမရတဲ့အခါမှာနောင်တပူပန်မှုဆိုတာလာရတဲ့အခုကြည့်လေဒါနကောင်းမှုတူတူပြုခဲ့မယ်ဆိုသူလည်းမင်းသားငါလည်းမင်းသားမဖြစ်ပေဘူးလားဒါနကောင်းမှုမပြုခဲ့သည့်အတွက်ကြောင့်အရာရာနှိမ့်ကြနေတာသို့တော့ကမ္မထမ်းသမားပြီးပြီသူကဓာတ်၄ပါးနဲ့ပြန်ပြောနေနော်အကြောင်းဆောင်အောင်လုပ်ရဒါကြောင့်မို့လို့ကြည့်မြတ်စွာဘုရားရဲ့ခုံတော်တွေထဲမှာကြည့်ဝိဇ္ဇာစရဏတမ္ပန္နောဆိုတာဝိဇ္ဇာဆိုတဲ့အသိဉာဏ်နဲ့လည်းပြည့်စုံရမယ်စရဏလို့ဆိုတဲ့ကိုယ်ကျင့်တရားတွေနဲ့လည်းပြည့်စုံရမယ်စရဏတရားမရှိဘဲနဲ့ဝိဇ္ဇာတရားတတ်တဲ့နဲ့လည်းမရစရဏတရားတတ်တဲ့နဲ့ဝိဇ္ဇာမပါဘဲနဲ့လည်းမရဘူးတဲ့နှစ်ခုစလုံးစုံရဥပမာဘာနဲ့တူတော့ဆိုလို့ရှိရင်ငှက်ကလေးတစ်ကောင်ကိုကြည့်လိုက်ငှက်ကလေးတစ်ကောင်မှာလှမ်းသွားဖို့ခြေတော့ပါတယ်အဝေးကိုပြန်တန်းဖို့အတောင်ပါတယ်အစာစားဖို့နှုတ်သီးပါတယ်ဟုတ်ကဲ့လားကဲခြေတော့မပါဘူးဆိုလို့ရှိရင်တစ်ပင်ပေါ်မှာ तू နားလို့ရမလားအတောင်မပါလို့ရှိရင်အစာစားဖို့အတွက်အသီးအနှံရှိတဲ့စီကို तू ပြန်လို့ရပါမလားနှုတ်သီးမပါလို့ရှိရင်အစာအနာနာရှိတော့လည်းပဲနှုတ်သီးမပါရင်စားလို့ရမလားအဲ့ဒီသဘောပဲစရဏဆိုတာအတောင်နဲ့ခြေတောင်နဲ့အလားတန်တူတယ်တဲ့အစာရှိရာကိုပို့ပေးတယ်နှုတ်သီးကဝိဇ္ဇာနဲ့တူတယ်တဲ့ဒါကြောင့်မို့လို့ဝိဇ္ဇာလည်းရှိရမယ်စရဏလည်းရှိရမယ်လို့ဒီလိုပြောတာเนาะအဲ့ဒါအကြောင်းစုံတာပဲအကယ်၍အကြောင်းမစုံဘူးဆိုလို့ရှိရင်အကောင်းဆုံးမှမဟုတ်ဘူးတဲ့ဒါတွေကိုတကယ်ကိုဆင်ញင်သုံးသပ်ပြီးတော့ရင်ထဲနှလုံးထဲမှာမှတ်သားထားဖို့လိုအပ်တယ်ထိုကဲ့သို့မှတ်သားထားဖို့ရအတွက်ဘုရားမြတ်စွာကိုယ်တော်တိုင်ဟောကြားတော်မူခဲ့တဲ့သုတ်တန်တွေထဲကနေထုတ်နှုတ်ပြီးတော့ဒါပြောပြမယ်ပေါ့အင်္ဂုတ္တရနိကေမှာမြတ်စွာဘုရားဟောထားတဲ့သုတ်တန်နှစ်ခုရှိတယ်တစ်ခုကကုလသုတ်တန်နဲ့တစ်ခုကဒေဝတာသုတ်တန်နှစ်ခုရှိတယ်ကုလသုတ်နဲ့ဒေဝတာသုတ်ကိုကြည့်မယ်ဆိုရင်သူ့အကြောင်းနဲ့သူ့အကျိုးအကြောင်းနဲ့အကျိုးဟာဒီအကျိုးကိုလို့ချင်းဒီအကြောင်းကရှိကိုရှိရတယ်မရှိလို့ရှိရင်ဒီအကြောင်းမပါရင်ဒီအကျိုးရမှာမဟုတ်ဘူးเนาะဒါကြောင့်မို့လို့ဆိုင်ရာအကြောင်းတရားတွေကိုစီးပူးအထောက်ဖို့လိုအပ်တယ်ဥပမာတစ်ခုပြောကြရအောင်ကုလသုတ်တံရမြတ်စွာဘုရားဟောထားတာရှိတယ်
ယဟန်တန်ဃာတွေကမိမိတို့နေအိမ်ကိုကြွလာတယ်ပင့်လို့ပဲကြွလာတာဖြစ်စေသူ့ဘာသူအလိုလျောက်ကိုယ်တကာရကမမို့ယင်းဤလို့ကြွလာတာပဲဖြစ်စေဘုရားဘာသာဝင်တွေရဲ့အိမ်ကိုယဟန်တန်ဃာတွေကြွလာလေရှိတယ်မိမိတို့ကိုယ်ကိုယ်ရယဟန်တန်ဃာတွေကြွလာအဲ့ဒါလို့ကြွလာတဲ့အခါမှာအကြောင်းတရားတွေဖြစ်ပေါ်လာပုံလေးတွေကိုပြောပြမြတ်စွာဘုရားဟောတာအဲ့ဒီယဟန်တန်ဃာတွေကြွလာတဲ့အခါမှာအိမ်ကိုကြွလာလိုက်တာနဲ့တပြိုင်နက်စိတ်ထဲကတို့အိမ်တန်ဃာကြွလာတယ်လို့ဆိုကြတဲ့စိတ်ထဲကကြည်နူးသွားတဲ့အခါရှိနိုင်တယ်ဟုတ်ကဲ့လားစိတ်ထဲမှာကြည်နူးသွားတယ်အော်ဆရာတော်တွေကြွလာတယ်သို့မဟုတ်တန်ဃာတွေကြွလာတယ်ဆိုစိတ်ထဲမှာကြည်နူးသွားဒါအမြဲတမ်းတော့ကြည်နူးချင်မှကြည်နူးမှာဒီကိုယ်တော်ဘာလို့လာတာတော့ရှုပ်ကရှုပ်နေဆိုတာမျိုးလည်းဖြစ်ချင်းဖြစ်အောင်မှာပဲဟုတ်ကဲ့လားအေးကြွလာလို့စိတ်ထဲမှာကြည်နူးပြီဆိုတာအဲ့ဒီကြည်နူးမှုလေးကိုမြတ်စွာဘုရားကသက်ခတံဝတ္တနိကပฏิပဒါကုသိုလ်တဲ့စိတ်ထဲမှာကြည်နူးလိုက်တာဟာနတ်ပြည်ကိုဖြစ်စေနိုင်တဲ့နတ်ပြည်မှာဖြစ်စေနိုင်တဲ့ကုသိုလ်တစ်မျိုးပဲတဲ့ဒါလေးကအဲ့ဒီစိတ်ထဲကြည်နူးယုံလေးနဲ့တည်းပဲဒီကုသိုလ်လေးကအကျိုးပေးလိုက်လို့ရှိရင်ဒီပုဂ္ဂိုလ်ဟာနတ်ပြည်မှာဖြစ်နိုင်တယ်လို့ဒီလိုဟောတာနော်ဒါအကြောင်းတစ်ခုနဲ့သူပြည့်စုံသွားပြီအေးစိတ်ထဲကကြည်နူးယုံနေမကဘူးအိမ်ကြွလာတဲ့တန်ဃာတွေကြွပါဖေဟာခရီးဥကျုဆိုတယ်လက်အုပ်ချီတယ်ရှ िख ိုးတယ်နေရာပေးတယ်မလုပ်ဘူးလားအေးကြွလာတဲ့တန်ဃာကိုခီးဥကျုဆိုတယ်လက်အုပ်ချီမိုးရှ िख ိုးတယ်နေရာထိုင်ခင်းပေးတယ်လို့အဲ့ဒါကကုသိုလ်တစ်မျိုးတဲ့အဲ့ဒီကုသိုလ်ကအကျိုးပေးပြီဆိုလို့ရှိရင်ဖြစ်လျာဘဝမှာအထက်တန်းကြတဲ့အမျိုးမှာလူဖြစ်ရတယ်အရက်ထဲမှာအထက်တန်းကြတဲ့အမျိုးအောက်တန်းကြတဲ့အမျိုးဆိုတာရှိသေးတာဟုတ်လူချင်းတူပေမဲ့လို့အရက်ထဲမှာအောက်တန်းစားလို့သတ်မှတ်ခံရတဲ့လူမျိုးကလည်းရှိသေးတာပဲဟုတ်ကဲ့လားမြန်မာနိုင်ငံမှာ caste system လို့ခေါ်တဲ့ဇက်ခွဲခြားတဲ့စနစ်မရှိလို့တိတ်မသိတာပဲမဲ့ဟိုးအိန္ဒိယတို့ဒီဟိုတို့ကြလို့ရှိရင်တိတ်ကွဲပြားခြားနာတယ်လူတွေထဲမှာဇန်မြင့်ဇန်နိတ်ဆိုတာအများအားခွဲခြားထားတယ်ဇန်နိတ်ဆိုတဲ့ပုဂ္ဂိုလ်တွေကသူတို့နဲ့ဘယ်သူကမှထိတွေ့ဆက်ဆံခြင်းမလုပ်ဘူးသူတို့ကိုတောင်မှပဲလေညာကနေပြီးတော့သူတို့ခန္ဓာကိုယ်ကနေတိုက်လာတဲ့လေတောင်မှပဲအထိမခံ untouchable မထိရမကန်ရတဲ့လူစားမျိုးဆိုပြီးတော့ဆက်ဆုပ်ကြရှောင်ကွင်းညဘယ်သူမှမထိမကန်ညင်ညင်ပပပင်မမအလုပ်တွေကိုသာသူတို့ခိုင်းတယ်ဟုတ်ကဲ့လားဒီကနေ့ခေတ်မှာပဲအိန္ဒိယနိုင်ငံမှာရှိတယ်ဇန်နိတ်နေအဲ့ဒီလိုအမျိုးမှသွားပြီးတော့လူဖြစ်ရတတ်တယ်တဲ့ဒါတွေမလုပ်ရင်ဩရဟန်းတန်ဃာတွေကြွလာတဲ့အခါမှာခီးဥကျိုဆိုတယ်ရှ िख ိုးဝါချတယ်နေရာထိုင်ခင်းပေးတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဖြစ်လျာဘဝမှာဇန်နိတ်ဆိုတဲ့အောက်တန်းကြတဲ့အမျိုးမဖြစ်ဘူးတဲ့ဥစ္စာကုလိနသံဝတ္တနိကပฏิပဒါလူတကာကအလေးထားပြီးတော့ဆက်ဆံမော်ကြည့်ရတဲ့အဆင့်မြင့်တဲ့အမျိုးမှာလူဖြစ်ရတဲ့ကုသိုလ်မျိုးပါတဲ့ဒီကုသိုလ်မျိုးကြည့်နော်စိတ်แท้ကြည်နူးယုံနေမကဘူးလက်ဥချီရှ िख ိုးနေရာထိုင်ခင်းပေးဆိုတာလုပ်ရမယ်ဟောနောက်တစ်ခုကြွလာတဲ့တန်ဃာတွေဘာလူရမလဲဘာကရမလဲဆိုတဲ့စိတ်ထဲမှာလှူခြင်းတန်းခြင်းပေးကမ်းခြင်းနဲ့စိတ်ကလေးပေါ်လာတာလေးနဲ့တင်ပဲအဲ့ဒါလေးကကုသိုလ်လေးတစ်မျိုးပဲတဲ့ဘာကုသိုလ်တုံးလို့ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကမဟေသက်ခတံဝတ္တနိကပฏิပဒါကုသိုလ်ဖြစ်လျာဘဝမှာတဲ့ဩဇာအာဏာရှိတယ်သူတကာကိုအုပ်ချုပ်ရတယ်အထက်ကနေရတယ်အဲ့ဒီကုသိုလ်မျိုးတဲ့မဟေသက်ခတံဝတ္တနိကပฏิပဒါကုသိုလ်
အေးဘာလူရမလို့စဉ်းစားပြီးတော့တကယ်ပဲလှူလိုက်တယ်တန်းလိုက်တယ်အဲ့ဒါလို့လှူလိုက်တန်းလိုက်ပြီဆိုလို့ရှိရင်အဲ့ဒါကကုသိုလ်တစ်မျိုးဒါနကောင်းမှုဖြစ်သွားတော့အဲ့ဒါကမဟာဘောဂသာဝတ္တနိကပฏิပဒါကုသိုလ်တဲ့ဖြစ်လျက်ဘဝမှာစည်းစိမ်ဥစ္စာကျွယ်ဝခြင်းဆိုတဲ့အကျိုးတရားကိုဖြစ်ပေါ်စေတတ်တဲ့ကုသိုလ်မျိုးတဲ့တဖန်ယန္တာငါကြွလာတယ်ဆိုလို့ရှိရင်ဆုံးလေးကပ်ပြီးတော့ပြီးသွားတာမဟုတ်ဘူးအနိနာမှာထိုင်ပြီးတော့အရှင်ဘုရားဩဝါဒတရားလေးချင်းမြင့်မအောင်တရားလေးတစ်ပုဒ်ချင်းမြင့်မအောင်ဆုံးမဩဝါဒလေးပေးပါအောင်တဲ့တရားနာတယ်ကိုမသိတာလေးတွေမေးတယ်အဲ့ဒါကလည်းကုသိုလ်တစ်မျိုးပဲတဲ့နော်အဲ့ဒါလို့မေးတဲ့များတဲ့ပုဂ္ဂိုလ်ကမဟာပညာသံဝတ္တနိကပฏิပဒါကုသိုလ်မျိုးစီးပူအထောက်အလုပ်တယ်ဖြစ်လျက်ဘဝမှာပညာကြီးတယ်ဉာဏ်ထက်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာတယ်ကဲအဲ့ဒီအကြောင်းတွေတချို့ကလေအလှူဒန်းလုပ်တာတောင်မှပဲတရားမနာတော့ပါဘူးရေစက်မချတော့ပါဘူးဆိုတဲ့လူမျိုးတွေမရှိဘူးလားအေးအဲ့ဒီပုဂ္ဂိုလ်တွေကအကြောင်းမစုံဘူးလို့ပြောရမှာပဲလုပ်ပြီဆိုရင်အကြောင်းစုံအောင်လုပ်တဲ့နေအကြောင်းစုံမှအခုအကျိုးတွေစုံအောင်ရမယ်အကောင်းတွေစုံအောင်ရမယ်ဟုတ်ကဲ့လားစိတ်ကြည်နူးမှုကိုလည်းဖြစ်စေရမယ်ခီးဥကျိုးဆိုရှိခိုးဝါချနေရပေးမှုလည်းလုပ်ရမယ်လှူခြင်းတန်းခြင်းတဲ့စိတ်ကိုလည်းဖြစ်ရမယ်လှူလည်းလှူရမယ်တရားလည်းနာရမယ်ဟောအဲ့ဒါမှသူ့အကြောင်းနဲ့သူ့အကျိုးကလေးတွေရတာတခုတည်းနဲ့ဒီအကြောင်းတွေဒီအကျိုးတွေ၅မျိုးစလုံးရပါမလားကြည်အကျိုးလေးတွေကောင်းတဲ့အကောင်းလေးတွေကဘာတော့ဆိုရင်ကောင်းရသုဂတိတို့နတ်ပြည်တို့ရောက်တာလဲကောင်းတာပဲအစင်တမ်းမြင့်တဲ့ဘဝကိုရတာလဲကောင်းတာပဲအမျိုးမြတ်တဲ့ဘဝရတာကောင်းတာပဲအမျိုးမြတ်တဲ့ဘဝမှာဩဇာအာဏာရှိတာလဲကောင်းတာပဲပစ္စည်းဥစ္စာကျွယ်ဝတာလဲကောင်းတာပဲပညာကြီးတာလဲကောင်းတာပဲဟုတ်ကဲ့အကယ်၍သာတရားနာမှုမလုပ်ဘူးဆိုလို့ရှိရင်ပစ္စည်းဥစ္စာတော့ပေါ်ပါရဲ့အသိဉာဏ်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ပေဘူးလားအေးအသိဉာဏ်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာရှင်းကကောင်းမှုကြောင့်ဘလောက်ပဲကြွယ်ဝချမ်းသာအသိဉာဏ်မရှိသည့်အတွက်ကြောင့်နောက်ဆုံးဟာဆုံးရှုံးပြီးတော့ပစ္စည်းဥစ္စာတွေဆုံးရှုံးပြီးနောက်ဆုံးကြတော့မွဲတေပြီးတော့သွားရတတ်တယ်တဲ့အသိဉာဏ်မရှိသည့်အတွက်ကြောင့်သုံးတဲ့နေရာမသုံးတဲ့နေရာမသိဘူးအသုံးလားအဖြုံလားခွဲခြားမသိတတ်ဘူးအဲ့ဒါလို့မသိသည့်အတွက်ကြောင့်မှားရင်းနေပြုလုပ်ပြီးတော့ထိုပုဂ္ဂိုလ်ဟာနောက်ဆုံးမှာဆင်းရဲဒုက္ခရောက်သွားတတ်သေးတယ်ပညာမရှိလို့ရှိရင်ဟုတ်ကဲ့ဒါကြောင့်မို့လို့အကောင်းတရားတွေကိုအစုံရခြင်းပြီဆိုရင်အကြောင်းတရားတွေကိုစုံအောင်လုပ်ပါလို့ဘုန်းကြီးတို့တွေမှတ်အမှာပေါ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ဟိုဟာဖြစ်မလုပ်ရဘူးဒါဖြစ်မလုပ်ရဘူးကုသိုလ်ကောင်းမှုဆိုတာမလုပ်ရတဲ့ကုသိုလ်ကောင်းမှုဆိုတာရှိပါမလားမရှိဘူးနော်အဲ့ဒါကိုတော့သေချာမှတ်ထားဘယ်သူပြောလို့မှနားမရအောင်နဲ့မလုပ်ကောင်းတဲ့ကုသိုလ်ဆိုတာမရှိဘူးနော်မလုပ်ကောင်းတဲ့ကုသိုလ်ဆိုတာမရှိဘူးမလုပ်ကောင်းတာဟာအကုသိုလ်ပဲဖြစ်တယ်အဲ့ဒီအကုသိုလ်ကြတော့မလုပ်ကောင်းမှုလို့မပြောဘဲနဲ့ဒါနကြတော့မလုပ်ကောင်းမှုလို့သမထမကျင့်ကောင်းမှုလို့ဒီလိုပြောတာဟာမမှန်ကန်ဘူးပေါ့ဟုတ်ကဲ့လားမြတ်စွာဘုရားကိုယ်တိုင်ကအကုသိုလ်ကိုသာမလုပ်ရဘူးဟောတာကုသိုလ်မှန်သမျှလုပ်ရမှာပဲအကုသိုလ်ကသာတန်လျာကိုရှိစေတာအကုသိုလ်ကသာအပင်ငရဲကိုကြစေတာကုသိုလ်ကြောင့်အပင်ငရဲကြတယ်ဆိုတာဘယ်ဘုရားလက်ထက်မှာလည်းမရှိဘူးဘယ်တော့မှလည်းမရှိမှာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကဟောထားတာအထာဏတုတ်ဆိုတာအထာဏဆိုတာမဖြစ်နိုင်ဘူးလို့ပြောတာမဖြစ်နိုင်ဘူး impossible ဘယ်တော့မှမဖြစ်နိုင်တဲ့ဟာဘယ်တော့မှမဖြစ်နိုင်ဘူးဆိုတာဘာပြောတာတော့ဆိုရင်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တွေကကောင်းကျိုးချမ်းသာပေးတယ်ဆိုတာဘယ်တော့မှမဖြစ်နိုင်ဘူးတဲ့ဟုတ်ကဲ့လားကာယသူစရိုက်ဝစီသူစရိုက်မနောသူစရိုက်ဆိုတဲ့သူစရိုက်တရားတွေကအဆိုး
ဆိုးချိုးကိုပေးတယ်ဆိုတာလည်းဘယ်တော့မှမဖြစ်နိုင်ဘူးတဲ့ဒါပုံသေးကားကြမှတ်ထားရမယ်ဟာအကုသိုလ်ကကောင်းကျိုးပေးတယ်ဆိုတာဘယ်တော့မှမရှိဘူးကုသိုလ်ကဆိုးကျိုးပေးတယ်ဆိုတာလည်းဘယ်တော့မှမရှိဘူးလို့ပုံသေးကားကြမှတ်ထားဟုတ်ကဲ့အေးကြည့်တန်တရားရှိတာမရှိတာနဲ့ပတ်သက်လာလို့ရှိရင်မှတ်သားစရာလေးတစ်ခုပြောပြဒါနကောင်းမှုလုပ်ကြတာဖယားမပွင့်တဲ့ခေတ်ကာလမှာပိစိကဗုဒ္ဓတွေပွင့်ပေါ်လေးရှိတယ်အမျိုးကောင်းသားညီနောင်2ယောက်စီးပွားရေးလုပ်တဲ့အနေနဲ့ကြံခင်းကြီးတွေစိုက်ထားတယ်ကြံနေစိုက်ထားတယ်တနေ့ကျတော့ညီလုပ်တဲ့ပုဂ္ဂိုလ်ကကြံခင်းသွားပြီးတော့ကြံနေသွားကြည့်တယ်ကြည့်ရင်ကနေပြီးတော့ကြံ2ချောင်းခုတ်လာတယ်အဲ့ဒီခေတ်ကရှိတဲ့ကြံမျိုးကအခေါင်းကြံအခေါင်းမျိုးအဲ့ထဲမှာအရေပဲပါတယ်အခုခေတ်မှာလို့ကြံထဲမှာအဖတ်တွေမပါဘူးတဲ့အဲ့ဒီမျိုးတုံးသွားတာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်တခါတခါတစ်ပင်နေပါတယ်ဆိုတော့မျိုးတုံးသွားတာရှိတယ်လေတိရစ္ဆာန်တွေလည်းမျိုးတုံးသွားတာရှိတယ်အဲ့တော့အဲ့ဒီခေတ်တုန်းကကြံကအခေါင်းထဲမှာရေကြံရေကအပြည့်ခုခေတ်လိုကြံရေစက်နဲ့ကြံရေကျိတ်ဆက်နဲ့ကျိတ်เสียမလို့သူကကြံပင်ခုတ်ပြီးလို့ရှိရင်ခုတ်တဲ့အခါမှာအစစ်ခံပြီးတော့ခုတ်ရမှာခုတ်ပြီးပိတ်ရသွန်ချလိုက်တာနဲ့တပြိုင်နက်ရေဘူးတဲ့ကရေသွန်ထုတ်လိုက်တယ်လို့ပဲသူကကြံရည်တွေထွက်လာတာညီလုံးတဲ့ပုဂ္ဂိုလ်ကကြံချောင်း2ချောင်းကြံပင်2ပင်ကိုအစစ်ခံခုတ်လို့ကြံရည်တွေမထွက်လောက်အောင်ထိတ်ကိုစီးပြီးတော့ကြံချောင်း2ချောင်းယူလာပြီးတဲ့အခါမှာလမ်းကြတော့ပိစိကဗုဒ္ဓတပါးနဲ့တွေ့တယ်ယူလာစဉ်ကသူကတစ်ချောင်းကတော့သူ့အတွက်ကြံတစ်ချောင်းကတော့သူ့အကိုအတွက်ဆိုပြီးတော့2ချောင်းယူလာလမ်းမှာပိစိကဗုဒ္ဓတွေ့တဲ့အခါကျတော့သူ့အတွက်ကြံချောင်းလူမဲသူပါလာတဲ့အဝတ်ကလေးခင်းလို့ပိစိကဗုဒ္ဓရဲ့တပိတ်ကိုယူပြီးစီးထားတဲ့ကြောင်ထိတ်ဝလေးကိုဖွင့်ပြီးတော့ပိစိကဗုဒ္ဓတပိတ်ထဲကိုကြံရည်တွေလောင်းထည့်လိုက်တယ်ပိစိကဗုဒ္ဓရှင်မြတ်ကအဲ့ဒီနားမှာပဲကြံရည်တွေဖုံးမေးတယ်တပိတ်ထဲကကြံရည်ဖုံးမေးပီတိတွေဖြစ်တာဖုံးမေးတာမြင်တော့ဝမ်းသာအားရဖြစ်ပြီးတော့ဆုတောင်းတယ်အရှင်ဘုရားတဲ့တပည့်တော်လူချမ်းသာနတ်ချမ်းသာမြမချမ်းသာတို့ခံစားရပြီးနောက်ဆုံးဘဝကြတော့အရှင်ဘုရားသိတဲ့တရားတို့တရားမြတ်ကိုသိရပါလို့ဤဘုရားတဲ့ဒါသူဆုတောင်းတာနော်သူဆုတောင်းတာလေးကိုကြည့်အရှင်ဘုရားတဲ့တပည့်တော်သည်လူချမ်းသာနတ်ချမ်းသာမြမချမ်းသာတို့ကိုခံစားရပြီးအဆုံးစွန်သောဘဝ၌အရှင်ဘုရားသိတဲ့တရားတို့တရားမြတ်ကိုသိပါရစေပါတဲ့အဲ့ဒီလိုဆုတောင်းပြီးတော့သူဝမ်းသာအားရဖြစ်ပြီးတော့သူ့လက်ထဲပါတဲ့ကြံချောင်းကိုလည်းသူလှူခြင်းစိတ်ပေါက်ဒါပေမဲ့အဲ့ဒီကြံချောင်းကသူပိုင်တာမဟုတ်ဘူးသူ့ကိုယ်အတွက်ယူလာတာသို့တော်လည်းသူစိတ်ကူးလိုက်တယ်ပိစိကဗုဒ္ဓကိုလှူလိုက်မယ်ငါအကိုကြီးကပတ်စံတောင်းရင်လည်းကြံပိုးပေးလိုက်မယ်ပေါ့ဆိုပြီးတော့သူ့ကိုယ်အတွက်ယူလာတဲ့ကြံချောင်းကိုလည်းဖွင့်ပြီးတော့ပိစိကဗုဒ္ဓတပိတ်ထဲလောင်းလိုက်တော့ပိစိကဗုဒ္ဓရှင်မြတ်ကအဲ့ဒီကြံချောင်းကိုတော့ကြံရည်ကိုတော့သူမဖုံးမေးဘူးတခြားပိစိကဗုဒ္ဓတွေနဲ့ခွဲဝေပြီးတော့ဖုံးမေးမယ်ဆိုပြီးတော့တပိတ်နဲ့ပွေပြီးတော့ကောင်းကင်ကြွသွားတယ်ကြံတဲ့ပိစိကဗုဒ္ဓတွေကိုလှူးနေတာပါသူကမြင်ရတယ်ဝမ်းသာလိုက်တာအိမ်ပြန်ရောက်အကူလှုပ်တဲ့သူကမေးတယ်မင်းဘယ်ကပြန်လာတော့ဟာကျွန်တော်ကြံခင်းကပြန်လာမင်းတို့လူကြံခင်းသွားတာအလကားပါကွာကြံချောင်းလေးတစ်ချောင်းမှယူမလာခဲ့ဘူးလို့အကိုကြီးကပြစ်တင်တော့မဟုတ်ဘူးကိုကြီးကျွန်တော်အကိုအတွက်တစ်ချောင်းကျွန်တော်အတွက်တစ်ချောင်းယူလာတယ်လမ်းမှာပိစိကဗုဒ္ဓရှင်မြတ်တွေ့လို့ကျွန်တော်ကြံချောင်းကိုလှူလိုက်တယ်ပိစိကဗုဒ္ဓကဖုံးပေးတယ်ဝမ်းသာလုံးလို့အကိုအတွက်ယူလာတဲ့ကြံချောင်းကိုလည်းလှူလိုက်တယ်အကိုပတ်ဆံလိုချင်ပေးပဲ
ဆိုတော့အကိုကြီးကဘာပြောတော့အေးငါကြံကြောင်းတဲကကြံရည်လှူတော့ပိစိကဗုဒ္ဓအရှင်မြတ်ကဘာလုပ်လဲဟာအကိုကြံကြောင်းကကြံရည်တွေကိုတော့ယူပြီးတော့တခြားပိစိကဗုဒ္ဓတွေတဆင့်လှူတာကိုတွေ့ရတယ်လို့ဆိုအကိုကြီးလှုပ်တဲ့လူကဝမ်းသာလိုက်တာသူကိုယ်တိုင်လှူတာမဟုတ်ဘူးနော်ဝမ်းသာပြီးတော့သူကဘာလုပ်တော့ဆိုရင်ပိစိကဗုဒ္ဓအရှင်မြတ်တွေသိတဲ့တရားဓုတရားမြတ်ကိုသိရပါလို့ဤလို့စုပန်လိုက်တယ်ဒီကောင်းမှုကြောင့်ကဲညီစုပန်နာနဲ့အကိုကြီးစုပန်နာတူမတူညီလှုပ်တဲ့ပုဂ္ဂိုလ်ဟာစုပန်နာလူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာကိုခံစားပြည့်လင်အဆုံးစွန်သောဘဝ၌အရှင်ဘုရားသိတဲ့တရားဓုတရားမြတ်ကိုသိရပါလို့ဤလို့ဆုတောင်းလိုက်တာကြည်လူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာတို့ခံစားပြည့်လင်ဆိုကြတဲ့ကသူကတဏှာပါမနေဘူးလားအဲ့ဒီတဏှာကြောင့်အဲ့ဒီညီလှုပ်တဲ့ပုဂ္ဂိုလ်ဟာတန်တရားဘယ်ထိအောင်လဲသွားတော့ဆိုဂေါတမမြတ်စွာဘုရားလက်ထက်ထိရောက်လာဇောတိကတထေဖြစ်ပြီးတော့မှကျွတ်တရားရသွားတာဇောတိကတထေကြီးဆိုတာကြားဘူးတယ်နော်အရင်တော့ကကြံကင်းစိုက်စားတဲ့လူတယောက်ပဲအဲ့ဒီတော့ကကုသိုလ်ကောင်းမှုလုပ်ပြီးတော့သူဆူတောင်းလိုက်တာသူဆူတောင်းကြောင့်တန်တရားရှေးလာလိုက်တာဂေါတမမြတ်စွာဘုရားလက်ထက်ကျမှသူကျွတ်တယ်ပေါ့အကိုလုံးတဲ့ပုဂ္ဂိုလ်ကြတော့မဟုတ်ဘူးပိစိကဗုဒ္ဓရှင်မြတ်တွေသိတဲ့တရားဓုတရားမြတ်သိရပါလို့ဤချမ်းသာဒုက္ခခံစားလို့တဲ့စိတ်သူမပါသည့်အတွက်ကြောင့်နောက်ဘဝမှာလူဖြစ်လိုက်တာနဲ့သူကဖျားပွင့်တာနဲ့ကျုံတရားနာယန္တာဖြစ်သွားတယ်အစိုးရယန္တာဖြစ်ပြီးဒုတိယဘဝမှာပဲကျွတ်တရားရသွားတယ်ဟုတ်ကလားအဲ့ဒါဒါနကတန်တရားရှည်တာမဟုတ်ဘူးတဏှာကတန်တရားကိုရှည်စေတာတဲ့ဒါကိုခွဲခွဲခြားခြားသိဖို့လိုအပ်တယ်ပေါ့တန်တရားရှည်မှာကြောက်ပြီးတော့ဒါနကောင်းမှုမလုပ်ဖဲနေလို့ရှိရင်ဆင်းရဲတဲ့အကျိုးတွေတွေ့မှာပဲကောင်းပြီအကြောင်းစုံမှအကောင်းဆုံးမှာမို့ကုသိုလ်ကောင်းမှုမှန်သမျှလုံးကိုလုံးရမယ်သမထလည်းလုံးရမှာသမထလို့ဆိုလိုက်တာနဲ့ဗမာပြည်မှာပြောနေတဲ့ပရိစိတ်ဓာတို့ဟုတ်လားအဲ့ဒါမျိုးတွေကိုဆိုလိုတာမဟုတ်ဘူးစနစ်တကျကျင့်တဲ့သမထကျင့်စဉ်ဘုရားဟောတဲ့သမထကျင့်စဉ်တွေကိုပြောတာနော်သမထဆိုတဲ့နာမည်အောက်မှာဟိုဟာလောက်တာလောက်တွေလည်းရှိသေးတာပေါ့သမထဆိုပြီးတော့တခြားကျင့်နေကျင့်နေတာလည်းရှိတယ်ဘုရားကုံတော်ပွားတာဗုဒ္ဓနုတ္တိဒါစနစ်တကျကျင့်ရင်သမထကျင့်စဉ်တစ်ခုပဲသမထကျင့်စဉ်ဆိုတာသမထကမ္မထ40မြတ်စွာဘုရားဟောထားတာအဲ့ဒီ40နဲ့ကျင့်တဲ့သမာဓိလုပ်ငန်းကျင့်စဉ်တွေမှန်သမျှသမထကျင့်စဉ်တွေပဲဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကသမထကျင့်ကိုကျင့်ပြီးတော့မှဝိပဿနာခုပြီးတော့ယန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကများတယ်နောက်ပိုင်းရောက်လာတဲ့အခါကျတော့သမထကိုမကျင့်တော့ဘဲနဲ့ဝိပဿနာတက်တက်ကျင့်သွားတာတွေလည်းရှိတယ်ပညာဝိမု ക്ത ပုဂ္ဂိုလ်လို့ခေါ်တယ်ဟုတ်ကဲ့လားသို့သောသမထကျင့်ပြီးတော့သမထရောဝိပဿနာရောဆွဲဆောင်ရတဲ့ပုဂ္ဂိုလ်တွေကပို့ပြီးတော့ထူးချွန်တယ်ရှင်သာရိပုတ္တရာတို့ဆွဲဆောင်ရပုဂ္ဂိုလ်တွေပဲရှင်မောက္ကလန်တို့ဆွဲဆောင်ရပုဂ္ဂိုလ်တွေပဲသမထလည်းကျင့်တယ်ဝိပဿနာလည်းကျင့်တယ်ဘက်စုံတခုတည်းဆိုလို့ရှိရင်ဘက်မစုံဘူးပေါ့အကြောင်းမစုံရင်အကောင်းဆုံးမလားတချို့ယဟန္တာတွေကယဟန္တာတော့ဖြစ်ပါရဲ့မြေရှိုးမိုးပြန်တကိုးဆန်ဆိုတာသူတို့မှမရှိဘူးတဲ့ဘာဖြစ်လို့တော့သမထကျင့်စဉ်မကျင့်လို့သမထကျင့်စဉ်မကျင့်ရင်အဲ့ဒီစံချမ်းသာခံစားနိုင်မှုရှိပါမလားမရှိဘူးတဲ့ဒါကြောင့်မလို့ဇန်ချမ်းသာဆိုတာဒိဋ္ဌဓမ္မဒုက္ခဝိဟာရမျက်မှောက်ဘဝမှာချမ်းချမ်းသာသာနေလို့ရတဲ့အကျင့်တစ်ခုပဲဒါကြောင့်မို့အကောင်းဆုံးရင်တော့အကြောင်းဆုံးအောင်လုပ်ကြရလိမ့်မယ်ဒေဝတာသုတ်မှာမြတ်စွာဘုရားဟောထားပုံလေးကိုကဲကြည့်ကြရအောင်စို့ဒေဝတာသုတ်မှာယဟန်တန်ဃာတွေနဲ့ဘုရားဘာသာဝင်သူတော်စင်တွေအတွက်ယဟန်တန်ဃာတွေနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ဟာတစ်ခုပဲအခုလိုတရားဝဲကြီးကျင်းပပြီးတော့တရားနာတာတွေနဲ့လည်းပတ်သက်တယ်
ဘုန်းကြီးတို့တွေအတိုင်းအတာတစ်ခုဟာဘလောက်စုံအောင်လုပ်ရမှာလဲကောင်းပြီခုနလိုပဲယဟန်တန်ဃာတွေမိမိတို့အိမ်သို့မဟုတ်မိမိတို့ထံကြွလာပြီဆိုလို့ရှိရင်လှုပ်တဲ့နာနံပါတ်1ကခီးဥကျုပ်ဆိုရမယ်ဒါကုသိုလ်တစ်ခုပဲဟုတ်ကဲ့လားခီးဥကျုပ်ဆိုရုံမဲ့ဆိုတဲ့ကျန်တာဘာတစ်ခုမှမလုပ်ဘူးဆိုလို့ရှိရင်ခီးဥကျုပ်ဆိုတဲ့ကုသိုလ်လေးတစ်မျိုးပဲရမယ်ဒီအကြောင်းကလေးတစ်ခုဒီလုပ်သည့်အတွက်ကြောင့်အကောင်းကဒီတစ်ခုပဲဖြစ်မယ်ကျန်တာတွေမရနိုင်ဘူးဟုတ်ကဲ့ယဟန်တန်ဃာတွေကြွလာတဲ့အခါမှာခီးဥကျုပ်ဆိုခဲ့ကြတဲ့ပုဂ္ဂိုလ်တွေတည်တဲ့အခါကျတော့ခီးဥကျုပ်ဆိုတဲ့ကုသိုလ်ကောင်းမှုကြောင့်နတ်ပြည်ရောက်သွားကြတယ်ဒီကုသိုလ်ကလေးနဲ့တည်းမဲ့နတ်ဖြစ်ရတဲ့အခါမပြည့်မစုံတဲ့နတ်ဘဝရောက်ပြီးတော့သူတို့စိတ်ထဲမှာမကြည်မနှက်တွေဖြစ်ရကျန်တာတွေမလုပ်ခဲ့သည့်အတွက်ကြောင့်သူများနဲ့ရှင်လိုက်တဲ့အခါမှာအဲ့ဒီနတ်တွေဟာမပြည့်မစုံဖြစ်ကြတယ်စိတ်ထဲမှာဒုဘဝဟာနှိမ့်ကြတယ်လို့စိတ်ထဲမှာနတ်ချင်းရှင်လိုက်တဲ့ခါလည်းမတူဘူးလေလူရောလူချင်းရှင်တဲ့ခါတူရလားခုခေတ်ဆိုလို့ရှိရင် top 10ဆိုတာလေဟုတ်ကလားထိတ်တန်း10ယောက်ရွေးလိုက်တဲ့အခါမှာထိတ်တန်း10ယောက်ထဲမှာမပါဘူးဆိုရင်ဒါနှိမ့်ကြသွားတာပေါ့မဟုတ်လားပညာရေးတောင်မှနှိုင်းရှင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်အေးဒီထဲကဒီကျောင်းထဲကကလေးတွေ top 10ထဲမှာဝင်တယ်ဆိုလို့ရှိရင်သူကိုယ်တိုင်လည်းဂုဏ်ယူစရာပဲမိဘတွေလည်းဂုဏ်ယူစရာပဲဟုတ်ကဲ့လားရက်ွက်ထဲမှာလည်းပဲ top 10ချမ်းသာတာဒီရက်ွက်ထဲမှာချမ်းသာဆုံးလူ10ယောက်ရွေးလိုက်မယ်ဆိုရင် top 10ထဲမှာပါတဲ့လူရှိတယ်လို့မပါတဲ့လူဘယ်သူကများမလို့မပါတဲ့လူကများတယ်ကဲပညာတတ်တဲ့လူတွေကို top 10ရွေးလိုက်မယ်ဆိုရင်ရောပညာတတ်တဲ့လူနဲ့မတတ်တဲ့လူပဲအများချမ်းသာတဲ့လူလဲ top 10နဲ့မပါတဲ့လူကများတယ်ပညာပိုင်းဆိုင်ရာလဲ top 10နဲ့မပါတဲ့လူကများတယ်ကဲအချောလှတွေရွေးလိုက်မယ် top 10ပါတဲ့လူနဲ့မပါတဲ့လူကများအေးအစစအရာရာဟာနှိုင်းရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင် top 10နဲ့မဝင်ဘူးဆိုလို့ရှိရင်ဒါနှိမ့်ကြတယ်လို့ပြောလို့မရဘူးလားရတယ်အဲ့ဒါဘာဖြစ်လို့လဲအကြောင်းမစုံခဲ့လို့အကောင်းမစုံတယ်လို့ဒီလိုပြောရမှာပဲကဲကောင်းပြီဒေဝတာသုံးမှာမြတ်စွာဘုရားကအချက်10ချက်လုံးဝမဲ့အချက်10ချက်တွေကိုဟောထားတာရှိတယ်နံပါတ်1ကယဟန်တန်ဃာတွေနဲ့ပတ်သက်ပြီးတော့ကြွလာတယ်ဆိုလို့ရှိရင်တဲ့နံပါတ်1ခီးဥကျုပ်ဆိုရမယ်ဒါကအကြောင်းတစ်ခုပဲခုနပြောတာလို့ခီးဥကျုပ်ဆိုလို့ရှိရင်ဖြစ်လျာဘဝမှာအမျိုးမြတ်တဲ့ဘဝဖြစ်တယ်ဟုတ်ကဲ့လားနံပါတ်1ကရှ िख ိုးဝါချခီးဥရဆိုတယ်ရှ िख ိုးဆိုလို့ရှိရင်အကြောင်းမစုံသေးဘူးပဲနံပါတ်3ကဘာလုပ်ရမှာတော့ရှ िख ိုးပြီးတော့နေရာထိုင်ခင်းပေးရမယ်တဲ့ဒါကိုလုပ်ရမယ်ကိုလုပ်တဲ့ကိစ္စတွေပေါ့ယဟန်တန်ဃာတွေတည်းလည်းဒီတိုင်းပဲလေကိုယ့်ရဲ့ကြီးတဲ့ဆရာတော်ကြီးတစ်ပါးကြွလာတယ်ထေကြီးဝါကြီးပုဂ္ဂိုလ်ကြွလာတယ်နံပါတ်1ခီးဥကျုပ်ဆိုရမယ်နံပါတ်2ရှ िख ိုးရမယ်နံပါတ်3နေရာထိုင်ခင်းပေးရမယ်ဟုတ်ကဲ့လားဒါလုပ်ကိုလုပ်ရတဲ့ကိစ္စတွေပဲဒါတွေကအားလုံးဟာကုသိုလ်တွေကြီးပဲတာမန်ကြည့်ရင်ဒါကုသိုလ်မဟုတ်ဘူးလို့ထင်ကောင်းထင်ကြလိမ့်မယ်နော်မြတ်စွာဘုရားကဒါလုံးတဲ့လုံးထိုက်တဲ့ကုသိုလ်တွေတဲ့ကောင်းပြီနေရာထိုင်ခင်းပေးပြီးတော့မလုပ်ရကိုစွမ်းနိုင်သမျှကိုယ့်ရဲ့ဓနအင်အားစွမ်းရည်တတ္တိအားလျော်စွာခွဲခြမ်းဝေဖန်လှူဒန်းမှုကိုပြုရမယ်ဒါတော့ဘုရားဘာသာဝင်မြန်မာလူမျိုးတွေဖို့ကတော့ဒီဟာတော့ရှိတယ်လို့ပြည့်စုံအိမ်ရောက်လာတယ်ဆိုစူကြုံနေမြင့်မရွေးအခမ်းနဲ့ကျွေးမွေးတယ်လှူဒန်းကြတယ်ဒါကတော့ရှိကြတယ်ဟုတ်ကဲ့လားအဲ့ဒါမျိုးလုံးဝမယ်တဲ့အဲ့ဒါမျိုးမလုံနိုင်တာလည်းပဲရှိခဲ့ဘူးတယ်ဒီမှာတော့မဟုတ်ဘူးမှတ်တမ်းမရှိလို့လည်းဖြစ်ချင်းဖြစ်မှာပေါ့ဝိသုဒ္ဓိမဲ့ထဲမှာမှတ်တမ်းတစ်ခုပုံမြင်ကလေးလို့ရေးထားတာလေးတစ်ခုရှိတယ်အဲ့ဒါတော့ယဟန်တန်ဃာတွေနဲ့ပတ်သက်တဲ့ပုံမြင်ကလေးတစ်ခုပါ
အိမ်တဲ့အိမ်ကိုရဟန်းတစ်ပါးကြွလာတယ်ဆွမ်းခံရဟန်းတစ်ပါးကြွလာတဲ့အခါကျတော့အဲ့ဒီအိရှင်မကကိုတော်ကအိမ်ပေါ်ကြွလာတယ်မလှူလဲမကောင်းဘူးဆိုတော့ဘာပြောတော့ဆိုတော့ဆံအိုးတယ်လေဆံတွေကကုန်းနေတယ်ဆံဘုန်းကြီးကလည်းကြွလာတယ်အိမ်မှာထမင်းလည်းမချက်ရသေးဘူးညည်းညူပြီးတော့ပြောပြီးအိမ်ပြင်ထွက်သွားတဲ့နော်အိမ်မှာချက်စရာလည်းမရှိဘူးဘာမှအစင်သင်းမရှိဘူးပေါ့ရှိရင်တော့လောင်းမှာပေါ့အခုတော့ဘာမှမရှိတော့မလောင်းနိုင်ဘူးပေါ့အဲ့ဒီလိုညည်းညူပြီးတော့ဆံသွားရှာတဲ့ရောင်နဲ့တခြားအိမ်ကိုထွက်သွားတယ်ထက်သွားတော့ဘုန်းကြီးကလည်းဘုန်းကြီးအပါပဲမိဖို့ကြောင့်ဝင်ကြည့်ဟိုအိုးလန်ဒီအိုးလန်တွေ့တော့ဆံနေသွားတွေ့နော်ဆံတောင်းတွေကဆံပုံးတွေကဆံနေသွားတွေ့ဆံနေမကဘူးထောင်ခွေးမှာထောင်ထားတဲ့ခြံချောင်းကြီးတစ်ခုလည်းသူတွေ့တယ်ကြောင်အိမ်ဘေးမှာဆွဲထားတဲ့ငါ6ပြားကြီးလည်းတွေ့သေးတယ်သူကကြောင်အိမ်ထဲမှာထည့်ထားတဲ့ထညက်ခဲကြီးလည်းမြင်ခဲ့သေးတယ်အဲ့ဒါနဲ့ဟိုတက္ကမကြီးကတော့ညည်းညူပြီးအိမ်မှာဘာမှမရှိဘူးဆိုဆင်းသွားတယ်အပြင်သွားပြီးရှာတဲ့ရောင်ပေါ့ဆင်းသွားပြီးတော့ပြန်ရောက်လာတယ်ကိုတော်ကလည်းအိမ်နေမပြက်အိမ်ဥကမှာထိုင်နေတယ်ထိုင်နေတဲ့အခါတက္ကမကြီးကဘာပြောပြန်တော့ဆိုတော့ဘသူစီမှာလည်းဆန်သွားချီလို့မရဘူးချိန်မိဆန်လည်းမချက်နိုင်ဘူးပေါ့ဒီကိုတော်ကြားအောင်ပြောတော့အဲ့ဒီကိုတော်ကဘာပြောတော့ဆိုဒကမာကြီးတဲ့ကျုပ်လည်းကြောင်းကထွက်ကြတဲ့ကံမကောင်းမှုဗျာတဲ့ကျုပ်လည်းကံမကောင်းမှုတဲ့လမ်းမှာမွေကြီးတစ်ကောင်တွေ့တယ်အဲ့မွေကြီးကဟောထောင်းမှထောင်ထားတဲ့ကြံချောင်းကြီးလောက်ရှိတယ်မိဖို့ကြောင့်နဲ့ထောင်ထားတဲ့ကြံချောင်းကြီးလောက်ရှိတယ်အဲ့ဒါနဲ့မွေကြီးကိုကြောက်လို့ကိုယ်စီလာမှာကြောက်လို့ဒီခဲနဲ့ကောက်ပြီးတော့ပေါက်ဖို့ခဲရှာလိုက်တဲ့အခါကျတော့ဟိုကြောင်အိမ်ထဲကထညက်ခဲကြီးလောက်ရှိတဲ့ခဲကြီးတွေ့တယ်ဗျအဲ့ဒါကြီးနဲ့ကောက်ပြီးတော့ထူလိုက်တဲ့အခါမွေကြီးကတခါတည်းစိတ်ဆိုးပြီးတော့ပါဇက်ကြီးဖြဲပြတော့မွေဆွဲတွေကဟောက်ဆန်အိုးတွေကဆန်စီလေးတွေလိုပဲဖွေးလို့ပြီးတဲ့ခါကြံသေးတယ်မွေကြီးကစိတ်ဆိုးမှန်ဆိုးနဲ့တခါတည်းအစိတ်တွေထုတ်လိုက်တာဟိုထောပတ်အိုးတွေကထောပတ်တွေလိုပဲတဲ့သူကအကုန်ကြည့်ထားတာအဲ့လိုပြောလိုက်တဲ့အခါဟိုတက္ကမကြီးကဒီကိုတော့လိန်လို့မရတော့ဘူးဆိုပြီးတော့ဆန်တောင်းတွေကဆန်လေးယူချက်ထောပတ်ဆုံးကလေးချက်ကြံကြောင်းလေးဖြတ်တပိတ်ပေါ်တင်းထညက်ခဲလေးနဲ့ဆုံးကလိုက်ရတဲ့ဟုတ်ကဲ့လားရေးထားတာကတော့တန်ဃာတော်တွေဟာအဲ့ဒါလို့မလုတ်သင့်ဘူးပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးမလုတ်သင့်ဘူးဆိုတာနဲ့ပတ်သက်ပြီးရေးထားတာသို့တော့အဲ့ဒါမျိုးလည်းရှိတတ်တယ်တရားဓမ္မတွေဘက်ကဒါပါတော့ဆိုယထာတတ္တိယထာဗလံတံဝိပစိမကိုရှိတဲ့စွမ်းအားရှိသလောက်ခွဲဝေပေးမယ်ဆိုတဲ့လှူဒန်းမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမွေးရမယ်တဲ့မြတ်စွာဘုရားကဟုတ်ကဲ့လားကိုခွန်အားအလျောက်ကိုတတ်နိုင်တဲ့လောက်လေးကိုထဲကကိုစားတဲ့ထဲကတလုံးတစုပ်ခွဲပြီးတော့လှူတာမျိုးလုပ်ရမယ်တဲ့ဒါနံပါတ်၄ကလှူဒန်းပြီးဆိုရင်ဘာလုပ်ရမလို့မြတ်စွာဘုရားကနံပါတ်5ကျတော့တရားနာဖို့ရာအတွက်ယဟန်တန်ကအနီးမှာချင်းကပ်ရမယ်ဒီအဆင့်ကြတော့လှုပ်တဲ့လူအလွန်ရှားသွားပြီဟုတ်ကဲ့လားဘုန်းကြီးကလည်းအိမ်ရောက်လာရင်အရာစကားပြောပြီးသွားတာတရားဓမ္မကလည်းတောအကြောင်းအရာအကြောင်းတွေပြောပြီးသွားကြတရားနာဖို့ဆိုတာတော်တော်လေးခက်တာနော်အဲ့တော့တရားဓမ္မနာယူဖို့ရယဟန်တန်ခါနာစိတ်ကပ်ပြီးတော့အရှင်ဘုရားဆုံးမဩဝါဒလေးရောက်တဲ့ရောက်ခိုက်တပည့်တော်တို့တရားလေးတစ်ပုဒ်လောက်တို့တုတ်လေးဟောပါအောင်ဘုရားတရားနာဖို့အနိနာချင်းကပ်ရမယ်တဲ့ယဟန်တော်ကတရားဟောပြီဆိုလို့ရှိရင်ဩဟိတသောတောဓမ္မံသူနေနာဆိုင်ပြီးတော့ဟောသမျှတရားကိုမှတ်သားနာရမယ်ကဲကြည့်အခုလိုတရားပွဲရောက်တဲ့အခါကျတော့ကြည့်ဒါတရားပွဲနဲ့လည်းဆိုင်းလာပြန်တယ်တရားနာပြီဆိုရင်ဩဟိတသောတောဂယုတစိုက်
နားဆိုင်ပြီးတော့ထောင်ဖို့လိုအပ်တယ်နော်ဘိယုတဆိုင်ထောင်ရမယ်ဟောတဲ့တရားတွေတစ်လုံးမှမလွတ်ရအောင်နားဆိုင်ပြီးတော့ထောင်ရမယ်အေးနားထောင်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်အဲ့ဒီတရားကိုမှတ်မှတ်သားသားရင်ထဲနှလုံးထဲမှာမှတ်သားထားရမယ်မမှတ်မိနိုင်ရင်လည်းစာအုပ်လေးနဲ့ဘောပင်လေးနဲ့မှတ်တယ်ပေါ့တရားနာထားတဲ့တရားလေးတွေကိုမှတ်မှတ်သားသားမှတ်ထားရမယ်တဲ့မှတ်သားထားပြီးတဲ့အခါကျတော့နံပါတ်၈ကမှတ်သားထားတဲ့တရားတွေကိုအ내အဓိပ္ပာယ်ဆင်ခြင်စဉ်းစားရမယ်အ내အဓိပ္ပာယ်ဆိုတာလက်တွေ့ဘယ်လိုကျင့်သုံးရမလဲဆိုတာဆင်ခြင်စဉ်းစားကြည့်ရမယ်နားလည်အောင်အဓိပ္ပာယ်နားလည်အောင်ကြိုးစားရမယ်လို့ဒီလိုဆိုလို့နောက်ဆုံးနံပါတ်9ကအဓိပ္ပာယ်နားလည်ပြီးတဲ့အခါမှာအဲ့ဒီတိုင်းလက်တွေ့ကျင့်သုံးရမယ်တဲ့9ချက်ရှိတယ်ဟုတ်ကဲ့လားအဲ့ဒီကြမှာလမ်းဆုံးတယ်အဲ့ဒီကြမှာလမ်းဆုံးတယ်အေးတချို့ကနံပါတ်1လို့ဆိုရဲခရီးဥကျဆိုမှုတော့လုပ်တယ်ကျန်တာတွေမလုပ်ဘူးဟောမပြည့်စုံတဲ့ဘဝတစ်ခုရရှိကြတယ်အေးတချို့ကခရီးဥလဲကျဆိုပါရဲ့ရှိခိုးဝချမှုဆိုတာလဲပြုပါရဲ့နှစ်ခုတော့လုပ်တယ်ကျန်တာတွေမလုပ်ဘူးဆိုရင်မပြည့်စုံတဲ့ဘဝတစ်ခုရောက်ပြန်အကောင်းတွေမစုံရဘူးအေးတချို့က3ခုလုပ်တယ်ခရီးဥကျဆိုတယ်ရှိခိုးဝချတယ်နေရာထိုင်ခင်းပေးတယ်ကျန်တာတွေမလုပ်ဘူးမပြည့်စုံဘူးအေးတချို့ကခီးဥကျိုးဆိုတယ်ရှိခိုးဝါချတယ်နေရာထိုင်ခင်းပေးတယ်ရှိတာလေးခွဲခြားလှူတယ်ဆိုတဲ့၄မျိုးထီအောင်လုပ်တယ်ကျန်တာတွေမလုပ်ဘူးသူလည်းမပြည့်စုံဘူးတဲ့အေးတချို့ကြတော့အဲ့ဒီ၄မျိုးအပြင်ဘာထက်လုပ်တော့ဆိုရင်တရားနာဖို့ရာအတွက်အနိနာမှာတော့ထိုင်နေပါရဲ့တရားကိုတော့နားဆိုင်ပြီးမထောင်ဘူးဆိုတာတွေနားဆောက်ထိုင်မှုဆိုတာတွေကိုတော့မလုပ်ဘူးတဲ့ဟောသူလည်းမပြည့်စုံဘူးအေးတချို့ကတော့တရားနာတော့ကတော့မှတ်မှတ်သားသားနားဆိုင်ပြီးတော့ထောင်ပါရဲ့နားထောင်ပြီးတာနဲ့တပြိုင်နက်တရားပွဲကထပြန်သို့မဟုတ်တရားနာတဲ့နေရာကထပြန်သွားတာနဲ့တပြိုင်နက်ဘာတစ်ခုမှမကြံတော့ဘူးမှတ်သားထားတာတစ်ခုမှမရှိတော့အိမ်ပြန်ရောက်တာနဲ့အကုန်မိတ်ဟုတ်ကဲ့လားအဲ့ဒါမျိုးဆိုလို့ရှိရင်လည်းမပြည့်စုံဘူးတဲ့အေးတချို့ကမှတ်လဲမှတ်သားထားတယ်သို့တော့မှတ်ယုံပဲမှတ်ထားတယ်အ내အဓိပ္ပာယ်တွေကိုမစင်စားဘူးတဲ့ဆိုလိုရင်းအဓိပ္ပာယ်တွေကိုမစင်စားဘူးအေးတချို့ကြတော့ဆိုလိုရင်းအဓိပ္ပာယ်လည်းသိပါတယ်စဉ်းစားတယ်တရားလာတဲ့အတိုင်းကျင့်သုံးမှုကြတော့မပြုဘူးဟောမပြည့်စုံတာတွေပေါ့ပြည့်စုံမှုဆိုတာ9မျိုးလုံးလုံးမှပြည့်စုံမယ်ဒီအကြောင်းကိုဒေဝတာတုတ်ထဲမှာဟောထားတာရှိတယ်တခုသောညတန်းကောင်ကြော်တဲ့အချိန်ကောင်းကင်ဘုံကနတ်တွေကအာဂတထနတ်ခေါ်တာပေါ့အဲ့ဒီကောင်းကင်ဘုံကနတ်တွေကမြတ်စွာဘုရားကိုဖူးမြော်ဖို့တရားနာဖို့ဆိုတာလာတဲ့အချိန်တကောင်ကြော်မှလာလေးရှိကြတယ်တကောင်အတွင်းမလာဘူးလူတွေတိတ်ဆိတ်ပြီးအိတ်ကုန်ပြီဆိုတဲ့အချိန်ကျမှနတ်တွေကလာကြတယ်နတ်တွေကလူတွေစီလာဖို့ရအတော်ကြိုးစားပြီးတော့လာကြဘာဖြစ်လို့တော့ဆိုရင်လူတွေရဲ့အနံ့အသက်သူတို့နှာခေါင်းနဲ့မရင်ဘူးဘုန်းကြီးတို့တွေတိရစ္ဆာန်ယုံသွားတဲ့အခါကျတော့ကြားနံ့ချင်းသေးနံ့နေမြောက်နံ့နေရင်ရလားနံ့နေမဟုတ်လားတခါတလေအိမ်မွေးထားတဲ့ခွေးတောင်ခွေးရဲ့အနံ့နံ့တယ်လေအဲ့တော့လူတွေရဲ့အနံ့ကိုလေနတ်တွေကမခံနိုင်ဘူးတဲ့မခံနိုင်သည့်အတွက်ကြောင့်လူပြေလာတဲ့အခါကျတော့ဟိုမျက်နှာဖုံးတက်ပြီးတော့လာသလားတော့မသိဘူးနှာခေါင်းပိတ်လာရမယ်ထင်တယ်တကောင်ကြော်မှလူတွေတိတ်ဆိတ်အိပ်ပြီးတော့နေတယ်ဆိုလို့ရှိရင်
လူတွေလှုပ်ရှားမှုမရှိသည့်အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ကလှုပ်ရှားလို့ထွက်လာတဲ့လေဟာငြိမ်သက်သွားတယ်ပေါ့အနတ်သက်တွေလည်းငြိမ်နေမှာပေါ့အဲ့ဒီအချိန်မှာနော်ဟိုသွားဒီသွားဆိုရင်လူတွေခန္ဓာကိုယ်တွေကအနတ်တွေကတခါတည်းထွက်နေမှာငြိမ်သက်နေပြီဆိုလို့ရှိရင်လေတွေကတန့်ညင်တန့်နေဒါကြောင့်မို့ညသကောင်ကျော်လာတယ်အဲ့ဒီမှာနတ်တွေဟာအုပ်စုလိုက်လာကြတယ်အုပ်စုလိုက်လာပြီးတော့ဖះလျှောက်ကြတာတပည့်တော်တို့လူဘဝတုန်းကဗျာတဲ့ရဟန်းတန်ဃာတွေကြွလာတဲ့အခါခရီးဥကြိုပဲဆိုတယ်ကျန်တာတွေတခုမှမလုပ်ခဲ့ဘူးဗျာဒါကြောင့်မို့လို့တပည့်တော်တို့ကမျက်နှာငယ်ရတယ်ဗျာတဲ့နတ်ဘဝမှာတော့ဟုတ်ကဲ့လားတပည့်တော်တို့မျက်နှာငယ်ရတယ်တဲ့မပြည့်မစုံအောက်တန်းကျတဲ့အနေအထားမျိုးမှာတပည့်တော်တို့ရှိပါလေနောက်တအုပ်စုကလာပြီးတပည့်တော်တို့ခရီးဥကြိုလဲဆိုတယ်ဗျာရှစ်လဲရှစ်ခိုးပါတယ်ဗျာဒါပေမဲ့လို့တပည့်တော်တို့ကျန်တာတွေမလုပ်ခဲ့ဘူးတဲ့ဒါကြောင့်မို့တပည့်တော်လည်းမျက်နှာငယ်ရတယ်ဗျာအဲ့ဒီတအုပ်စုထွက်သွားတော့နောက်တအုပ်စုကလာတယ်ဘုရားကိုလျှောက်တယ်တပည့်တော်တို့ဗျာတဲ့ရှင်လဲရှိခိုးခီးဦးနဲ့ကြိုဆိုတယ်ရှင်လဲရှိခိုးတယ်နေရာထိုင်ခင်းလည်းပေးတယ်ဗျာသို့တော်တပည့်တော်တို့ခွဲချမ်းဝေဖန်ပြီးတော့လှူဒန်းမှုမလုပ်ခဲ့ဘူးဒါကြောင့်မို့တပည့်တော်တို့မပြည့်စုံဘူးမျက်နှာငယ်ရတယ်နောက်တအုပ်စုကြတော့တပည့်တော်တို့အဲ့ဓာတွေအားလုံးလုပ်တယ်အားလုံးလုပ်တယ်ဒါပေမဲ့လို့တရားနာဖို့ဆိုတာယဟန်တန်ဃာတွေနာတပည့်တော်တို့မချင်းကပ်ခဲ့မိဘူးဒါကြောင့်မို့တပည့်တော်တို့ဟာမပြည့်မစုံတဲ့ဘဝမျိုးရောက်ရပါတယ်ဟောနောက်တစ်အုပ်စုကတော့လျှောက်တယ်တပည့်တော်တို့တရားနာဖို့တော့အနီးကချင်းကပ်ပါရဲ့ဟောတဲ့အခါကျတော့တပည့်တော်တို့ကနားဆိုင်မထောင်ခဲ့ဘူးဖေဟာဟောမပြည့်မစုံဖြစ်ခဲ့ရတယ်နောက်တစ်အုပ်စုကြတော့တပည့်တော်တို့ကနားဆိုင်တော့ထောင်နေဖြစ်ရတယ်ဒါပေမဲ့လို့နာကြားထားတဲ့တရားတွေကိုတပည့်တော်မှတ်မှတ်သားသားမရှိဘူးဖြတ်အကုန်လုံးမေ့သွားတယ်ဒါကြောင့်မို့မပြည့်စုံတဲ့ဘဝတပည့်တော်ရောက်ရတယ်ဟောနောက်တစ်ဥစုကြတော့တပည့်တော်မှတ်တော့မှတ်ထားပါတယ်ဗျာတဲ့မှတ်ထားတဲ့တရားတွေရဲ့အ내အဓိပ္ပာယ်ကိုတပည့်တော်မစင်စားဘူးတဲ့ဒီတိုင်းပဲမှတ်ထားတဲ့အတိုင်းပဲထားလိုက်ကြတယ်ဒါကြောင့်မို့တပည့်တော်မပြည့်စုံတဲ့ဘဝရောက်ပါတယ်ဆိုနောက်တစ်ဥစုကြတော့လာတယ်တပည့်တော်တို့ကအ내အဓိပ္ပာယ်တော့စဉ်းစားမိတယ်ဗျာဒါပေမဲ့လက်တွေ့ကျင့်သုံးမှုတပည့်တော်မလုပ်ခဲ့ဘူးဒါကြောင့်မို့မပြည့်စုံဘူးနောက်ဆုံးလျှောက်တဲ့အုပ်စုကြတော့တပည့်တော်တို့အဲ့ဓာတွေအကုန်လုပ်တယ်ဗျာကိုယ်တိုင်လဲကျင့်တယ်ဒါကြောင့်မို့လို့တပည့်တော်တို့ဟာတော့အကြောင်းစုံလို့တပည့်တော်တို့အကောင်းအစုံရပါတယ်ဗျာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့နတ်တွေကလျှောက်ကြတယ်ဟုတ်ကဲ့လားအဲ့ဒီအကြောင်းကိုဒေဝတာသုတ်တံမှာမြတ်စွာဘုရားကဟောထားပြီးယဟန်တွေကိုဘယ်လိုတတိပေးတယ်လဲဆိုလို့ရှိရင်ချစ်သားယဟန်တို့ဒီနတ်တွေကိုကြည့်ကိုလုံးတင်နာတွေကိုပြည့်ပြည့်စုံစုံမလုတ်ခဲ့ဘူးဆိုလို့ရှိရင်အခုနောင်တပူပန်ကြရတယ်နောက်မှနောင်တရကြတယ်ဩတို့လှုပ်တာတွေမပြည့်စုံခဲ့သည့်အတွက်ကြောင့်ခုလိုအောက်တန်းနောက်တန်းကြတဲ့အခြေအနေမျိုးတွေရောက်နေရပါလားလို့ဆိုပြီးတော့ကိုအပြစ်တင်ပြီးတော့နေကြတယ်ဒါကြောင့်မို့လို့သင်္ချစ်သားတို့လည်းပဲနောင်တမပူပန်ရအောင်အခုအချိန်မှာအကြောင်းစုံအောင်လုပ်ကြတဲ့ဟုတ်ကဲ့လားသီလလည်းပြည့်စုံအောင်လုပ်ရမယ်သမာဓိလည်းပြည့်စုံအောင်ကျင့်ရမယ်ပညာကိုလည်းပြည့်စုံအောင်သိက္ခာ3ရပ်အကျင့်မြတ်တွေကိုပြည့်ပြည့်စုံစုံအထောက်ကြမြတ်စွာဘုရားကဇာယထဘိက္ခဝီမာပမာဒဋ္ဌဇာယထဆိုတာသမထဝိပဿနာကျင့်စဉ်ကိုကျင့်သို့မဟုတ်ကိုယ့်ဘဝအရေးကိုယ့်ဘာကိုပြည့်ပြည့်ဝဝတွေးထားကြဘုန်းကြီးတို့တွေမတွေးသင့်ဘူးလားကိုယ့်ဘဝဟာကိုယ့်ကိုဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ဘဝအရေးကိုကိုယ့်ဘာကိုတွေးထားရငါအခုရထားတဲ့ဘဝတစ်ခုဟာနှိမ့်ချနေသလားသူများနဲ့စာရင်ငါတော့တင်းနဲ့မှာပါလားမပါဘူးလားဟုတ်ကဲ့လားမပါသေးလို့ရှိရင်ငါဘာတွေလုပ်ဖို့လိုနေသေးသလဲမစင်စားသင့်ဘူးလားအဲ့ဒါကိုပြောတာဇာယထအတိပ္ပယ်တစ်မျိုးနဲ့ပြောမယ်ဆိုရင်ဇာယထအမတ်တမဲ့မနေနဲ့ကိုယ်ဘဝလေးကိုဆင်ញင်သုံးသပ်မာပမာဒဋ္ဌမိမိလျော်ရောနဲ့မနေကြနဲ့မာပစ္စာဝိပတိတာရိနောအဟုဒနောက်ကြမှာနောင်တမရစေကြနဲ့ဟောမြတ်စွာဘုရားက
ဒါဟာငါဘုရားရဲ့တတိပေးချက်ဆုံးမဩဝါဒပေးချက်ပဲဖြစ်တယ်လို့ဒီသုတ်တံကိုဒီစကားနဲ့အဆုံးသတ်ထားတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့အကြောင်းစုံမအကောင်းစုံမဖြစ်သောကြောင့်အကြောင်းတရားတွေပြည့်စုံအောင်တို့တွေအသိဉာဏ်ရှိတဲ့လူဘဝရတဲ့အခိုက်သာသနာတော်ကြီးနဲ့ကြုံကြိုက်တဲ့အခိုက်မှာလှုပ်တဲ့လှုပ်ထိုက်တဲ့အကြောင်းတရားတွေတို့ပြည့်ပြည့်စုံစုံလုံးမပဲနောက်ဆုံးအဆင့်ဖြစ်တဲ့ဓမ္မာနုဓမ္မပฏิပတ်တိဓမ္မလို့ဆိုတဲ့လောကုတ္တရာတရားနဲ့လျော်တဲ့အနုဓမ္မဆိုတဲ့သီလသမารိပညာသိက္ခာ၃ရပ်အကျင့်မြတ်တွေကိုတို့လက်လန်းမိသမျှဖြစ်ခြင်းမှသာလဲတို့လုပ်တဲ့လုပ်တွေဟာပြည့်စုံမှာဖြစ်တယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒကိုဥထိတ်ထက်ပန်းစင်လျက်အကြောင်းစုံအောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံပဝါယံတုသူခန္ဓကမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလမင်းနှင့်ရောင်ခြင်းရှေ့ယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွဲ့မဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြန်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်းဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအဒီဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံလန္တဝန္တာရွှင်မြူဝတ်မုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောက်လေတဲ့ရောရှက်သင်ပြန်ပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့တွေကြိုင်လိုက်၍နေကြပါစေကုန်သတည်းယခုနာယူပေးရတဲ့တရားတော်များကြောင့်စိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာနောက်ထပ်တရားတော်တွေကိုလည်းနာယူနိုင်မှုအတွက်ကျွန်တော်တို့ channel လေးကို subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲဒီကင်းကြပါစေခင်ဗျာ